ဆရာကျမပေးတယ်လေးမေးချင်လို့ဆရာဒီပုံစံကြည့်ရတာအိမ်တော်ကြီးအဆင်မပြေလာထင်တယ်အိမ်တော်ကြီးကိစ္စမေးမလို့မလားမှန်ဟုတ်တာဆရာရဲ့ကျမအိမ်တော်ကြီးရလေဘယ်လိုပြောရမလဲကျမယောက်ျားညနေဆိုတော့လို့ရှင်ပြန်လာရင်တဖုံးလိုက်အိမ်စုအိမ်ကူဆိုတော့ကြာတော့အဆင်မပြေဖြစ်လာတာဆရာရဲ့အေးတဘောပေါက်ပြီနင်ယောက်ျားဘာနေတာလဲကျမယောက်ျားဆက်နေတာရှင်အဲ့ဒါခဏဆောင်စနေတာတဖုံရနင်အဆင်ပြေအောင်ရရရောအဆောင်ပေးလိုက်မယ်ဟုတ်ကဲ့ဆရာနင်အဆင်ပြေပြီတော့မှတ်လိုက်ဟုတ်ဒီငါပြောလိုက်လိုက်လို့နင်အဆင်ပြေပြီလားမှတ်နင်ယောက်ျားစနေတာဆိုတော့ဘုရားဘူးနဲ့ပါတဲ့ဖုံးဆိုင်ကနေဖုံးဝယ်ပြီးတော့လက်ဆောင်ပေးလိုက်အဲ့ဒါရရချီတာနင့်အတွက်ဆင်ပြေသွားအောင်လဲအဆောင်ပေးလိုက်မယ်ဟုတ်ကဲ့ဆရာတော့ဒီတလုံးသုံးလုံးကိုယူသွားနင့်ယောက်ျားပြန်လာတိုင်းငုံထားလိုက်ဆင်ပြေသွားလိမ့်မယ်တပတ်လောက်နေငါ့ကိုအကျိုးကြောင့်ပြန်ပြောဆင်ပြေလားမပြေလားသိအောင်လို့ပုတ်တူနဲ့ဆိုတော့ဘာရင်းလဲဆရာနေရလဲရလာဝါနဲ့စတာဘုရားဘူးနာမည်ဟုတ်ကဲ့ဆရာအဲ့ဆိုတွားလိုက်ပါမယ်ဆရာခွင့်ပြုပါဦးအေးဘင်းဆရာရလာဝအိုးဝေယံဆိုတာဝါနဲ့စတာဟုတ်တယ်ဒါပုတ်ဖူးနဲ့ဒီဆိုင်မှာဝယ်မယ်ငါဒီမိမပဲရောက်ငါပြန်လာပြီဆိုတော့အော်ငါယောက်ျားတော့ယောက်ျားအတွက်မိမဖုံးဝယ်တာပြီရဲ့လုံးရှိသေးရပဲအဲ့ဒါလုံးလုံးရအောင်အမလေးအမနောက်တော့အော်1 week later ဆရာကျမပြောဆရာရှိလို့ဆရာပေးလိုက်တဲ့အဆောင်ကြီးကဓာတ်လုံးကြီးကစွန့်လိုက်တာဆရာရဲ့ဆရာပြောကြတဲ့နေ့ကကျမအဲ့ဓာတ်လုံးကြီးငုံတာနော်ယောက်ျားနဲ့လည်းရမဖြစ်တော့အိမ်စုဆိုဘာမှကိုမဖြစ်တော့တာတကယ်ငါပေးလိုက်တာလားဘာတလုံးမှမဟုတ်ဘူးကြောက်ခဲသုံးလုံးပေးလိုက်တာမင်းတို့မိန်းမတွေပွားစီလုံလို့စကားမပြောနိုင်အောင်လို့ငါကြောက်ခဲငုံခိုင်းထားတာ